ပြင်းထန်တဲ့မုန်တိုင်းတစ်ခုရွာသွန်းပြီးတဲ့နောက်မှာမြေကြီးပေါ်မှာအသစ်ဆက်ဆက်ပေါက်ဖွာလာတဲ့ငှက်ပေါက်စလေးတစ်အုံကိုတွေ့ခဲ့ရပါတယ်ဆက်စုချင်းစိမ့်နဲ့ဦးလေးကြီးကကောက်ယူပြီးကြည့်ရှုခဲ့တယ်ဘာငှက်လဲဆိုတာမသိရပေမဲ့လည်းအကယ်ဘယ်သူမှမကယ်တင်ရင်တော့သူတို့လေးတွေအသက်ရှင်ဖို့မျှော်လင့်ချက်လုံးဝမရှိပါဘူးတော်သေးတာလိုက်ရှာပြီးတဲ့နောက်မှာဦးလေးကြီးသူတို့ရဲ့အတိုက်ကိုရှာတွေ့ခဲ့ပြီးပြုတ်ချက်နေတဲ့ငှက်ပေါက်စလေးကိုအတိုက်ထဲပြင်ထည့်ပေးခဲ့တယ်ဒါပေမဲ့ဩစရာကောင်းတာသူတို့တွေဟာအတိုက်ထဲမှာအချင်းချင်းအမြဲတမ်းတွန်းထုံနေကြတယ်ဒါအပြင်အဲ့ဒီတကောင်ကတော့တီးတီးတာကိုအလွန်အားနည်းနေခဲ့ပါတယ်ဒါပေမဲ့အကြာကြီးစောင့်ကြည့်နေပေမဲ့လည်းသူတို့ရဲ့အမေငှက်ကိုမထွေရပါဘူးမထက်တာတဲ့ဆုံးဦးလေးကြီးဟာအနေဆုံးငှက်ကလေးတစ်ကောင်ကိုပဲအင်ကိုခေါ်လာပြီးပြုစုဆောင်ရှောက်ခဲ့ရတယ်ဒါပေမဲ့ဒီလိုမီရေပဲလုံးမိတဲ့လုံးရက်ကြောင့်နောက်ဆုံးမှာတော့ကောင်လေးရဲ့ကျေးဇူးဆက်တဲ့ပုံစံလူကိုရေရက်ခတ်နိုရက်ခတ်ချစ်စေခဲ့ပါတယ်တော်သေးတာအရင်ကခွေးပေါက်လေးတွေမွေးဖိုးတဲ့အတွေ့အကြုံရှိလို့ပြုစုရတာအဆင်ပြေချောမွေခဲ့တယ်ကောင်လေးကနေတိုင်းစားလိုက်အိတ်လိုက်ပဲဦးလေးကြီးရဲ့ဂယုဆိုင်ပြုစုမှုအောက်မှာသူ့ရဲ့ခန္ဓာကိုယ်ဟာလည်းအရင်လန်းဆန်းတက်ကြွလာခဲ့တယ်မကြခင်မှာပဲမျက်စိပွင့်လာပြီးဒီစိတ်ကောင်းရှိတဲ့ဦးလေးကြီးကိုမြင်တွေ့ခဲ့ရတယ်သူ့ကိုအမေလိုတောင်ထင်မှတ်ပြီးဒီနေ့လုံးပါစက်ဟောင်းနဲ့အစာတောင်းနေတော့တာပဲတဖြည်းဖြည်းနဲ့ကောင်လေးမှာအညိုရောင်အမွှေးထောင်လေးတွေဆုံလာခဲ့တယ်ဘိုင်ဝပြီဆိုရင်တော့ဦးလေးကြီးရဲ့အရေးအယောင်ကိုပတ်လေလိုက်ရှာတော့တာပဲဇနီးဒီကလည်းသူ့ရဲ့လိမ္မာတဲ့ဆရာလေးကြောင့်အတီးရပြီးဒီနေ့လုံးလက်ဖွားပေါ်တင်ကသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေခဲ့တယ်ဒီလိုနဲ့ပဲကောင်လေးကလုံးဝအကြီးပြင်းလာခဲ့ပါပြီဘာနဲ့လဲဆိုတာအခုထိအသေးအချာမသိရသေးပေမဲ့နောက်ပိုင်းလူနေမှုဘဝနာတော့ဒီဇနီးမောင်နှံကိုပျော်ရွှင်မှုတွေအများကြီးပေးစွမ်းခဲ့တယ်ကောင်လေးကလူကတ်တက်တဲ့ကလေးလေးလိုပဲနေတိုင်းဦးလေးကြီးရဲ့ဘေးနားကနေအရေးလိုမခွာတစ်ခေါက်လိုက်နေခဲ့တယ်တချို့ချိန်တွေမှာဦးလေးကြီးရဲ့ပုခုံးပေါ်နားပြီးစကားပြောဖို့တောင်လုပ်ပေးသေးတယ်မျက်စိပွင့်ပွင့်ချင်းဦးလေးကြီးကိုမြင်ခဲ့ရလို့ထင်ပါရဲ့ဒါကြောင့်ပဲဒီမုတ်စိတ်မွေးပြရဖို့နဲ့လူကြီးကိုသူ့ရဲ့အမေရင်းလို့တတ်မှတ်ခဲ့တာဖြစ်နိုင်ပါတယ်အိပ်ပျော်နေတဲ့အချိန်မှာတောင်ဘေးနားမှာကက်ပြီးအိတ်တက်တယ်ပြန်နိုးလာရင်အခုဖြစ်ပျက်ခဲ့တာတွေအားလုံးကအိမ်မက်တစ်ခုဖြစ်သွားမှာကိုစိုးရိမ်နေတယ်လို့ပါပဲဒါပေမဲ့ငှက်ကလေးဆိုတော့လေစိုးတဲ့အချိန်တော့ရှိတာပေါ့တရှူးဆက်ကူတွေ့ပြီဆိုရင်တော့တစီကိုက်ဖြတ်ပြီးနေရာနဲ့ပြစ်ထားတော့တာပဲဇနီးဒီရေကျုံချိုးနေတာတွေ့ရင်တောင်ကောင်လေးကတိတ်တဆိတ်နားကပ်သွားပြီးရေအဲမှာအတောင်ပံလေးတွေခါရင်လို့လူမဲ့ကလေးလေးတယောက်တိုင်းပါပဲဒီလောက်လူနာလေတဲ့ငှက်ကလေးမျိုးကိုတော့ပထမဆုံးမြင်ဖူးတာပဲနေတိုင်းနေလဲမျိုးစုံနဲ့ဇနီးမောင်နှံကိုပျော်အောင်လုပ်ပေးတယ်ဒါကြောင့်နောက်ပိုင်းရက်တွေမှာတော့ဇနီးမောင်နှံသူ့ကိုအတီးဆွဲအတီးနှလုံးလေးလိုအလိုလိုက်ခဲ့ကြတယ်သူ့ရဲ့ရှုပ်ပွန်နေတဲ့စံပင်တွေကိုအတိုင်းလို့ရင်တောင်စိတ်မဆိုးကြပါဘူးအိမ်မှာစားစရာအကောင်းစားရှိရင်လည်းသူ့ကိုပဲအရင်ဆုံးဖိတ်ကျွေးတတ်တယ်ကောင်လေးကတော့ဒုက္ခကနေဒုက္ခဆိုင်ပြီးတခြားငှက်တွေအားကြရမယ်ဘဝမျိုးကိုပိုင်ဆိုင်သွားခဲ့ပါပြီဝါအောင်စားတော့ပြီးရင်တော့ဦးလေးကြီးကလက်ဖွားပေါ်တင်ပြီးတိတ်တက်တဲ့တချို့ချိန်တွေမှာဖုံးနဲ့သူ့ပုံရိပ်ကိုပြပြီးပြန်ကြည့်ခိုင်းသေးတယ်နောက်ဆုံးချိန်ထိဘာငှက်လဲဆိုတာအသေးအချာမသိရပေမဲ့လည်းပရိသတ်တို့အနေနဲ့ဒေါ်ရိုင်းတရိတ်ဆန်တွေကိုသဘောလျှောက်မွေးမြူတင်ပါဘူးပေါ့အားလို့လဲဆိုတော့ဒီလိုစကားနားထောင်တဲ့ငှက်ကလေးကိုတော့နိုင်ငံခြားကဦးလေးကြီးကတရားဝင်ခွင့်ပြုချက်လက်မှတ်ရရှိပြီးမှသာဘေးနားမှာထားပြီးမွေးမြူခဲ့တာဖြစ်လို့ပါပဲ